နှဆိုင်တိတ်ဆိတ်လာတဲ့တောနှစ်ကြီးခုရဲ့အလေမှာလူအဖြစ်ကိုစောင့်ဆိုင်နေရတဲ့အသီးလေးတွေရှိတဲ့မနုဿတာအပင်ကြီးတစ်ပင်ရှိတယ်။ဒီအပင်ကြီးရဲ့အသီးလေးတွေဟာနှစ်ပေါင်း900ကြာမှလူအဖြစ်ကိုရရှိဖို့အခွင့်အရေးတကျင်ရတယ်။ရရှိတဲ့အခွင့်အရေးကိုမဆုံးရှုံးသွားဖို့ဆိုတာကအသီးလေးတွေပေါ်မှာပဲမူတည်တယ်။လူအဖြစ်ကိုရရှိဖို့အတွက်အသီးလေးတွေဟာလူအဖြစ်ကိုခဏရောက်ခွင့်ရရှိပြီးတောနဲ့ကြီးတဲ့ကဂူးကြီးတစ်ခုထဲမှာရှိတဲ့ဘယ်တော့မှမငြိမ်းနိုင်တဲ့အသက်သက်မီးလံကနေမိမိရဲ့အသက်သက်မီးလံကိုအချိန်မီမီးကူးပြီးထွန်းညှိပြရမှာဖြစ်တယ်။နောက်နေ့ရောင်နီမလာခင်မှာအသက်သက်မီးလံကိုထွန်းညှိနိုင်ရမယ်။ဒီလိုထွန်းညှိနိုင်မှသာလူဖြစ်ခွင့်ကိုရရှိမှသာမအောင်မြင်တဲ့အသီးလေးတွေကတော့နောက်ထပ်နှစ်ပေါင်း900ထပ်ဆောင်ရတယ်။နေမထွက်ခင်မှာဒါရီအာယုံပြီးနိုင်ဖို့ဆိုတာလမ်းခရီးကကြမ်းတမ်းလွတ်နိုင်ရဲ့ဝေးကွာလာတဲ့ခရီးလမ်းရဲ့ကြောင့်ခက်ခဲပင်ပန်းနေအဓိကကတော့အချိန်ဟာအရန်အရေးကြီးတာဖြစ်လို့လမ်းမှာအချိန်ကိုအလေးထားပြီးအမြန်ဆုံးခရီးဆက်နိုင်ဖို့လိုတယ်။ကဲဒီနေ့တော့အသီးလေးတစ်လုံးဟာနှစ်ပေါင်း900ဆောင်ပြီးနောက်လူထိချိန်တန်ပြီးမို့လို့အသက်တက်မီးလျံကိုထွန်းညှိနိုင်ရင်လူအဖြစ်ပြောင်းလဲခွင့်ရသွားမှာပါ။အပင်ကြီးကကောင်လေးကိုတေချာမလိုက်တယ်။ကောင်လေးလူဖြစ်ချင်းရင်လမ်းမှာဘာကြောင့်မှအချိန်နှောင့်နှေးစေတာတွေမလုပ်နဲ့။ဘာပဲတွေ့မတိချင်ဟန်ဆောင်ပြီးရှေ့ကခရီးဆက်ပါ။ဒီလိုနဲ့လူခဏဖြစ်ခွင့်ရတဲ့အသက်သီးလေးဟာတောထဲကိုထွက်လာခဲ့တယ်။ဒီနေရာကိုအရောက်မှာတော့တောထဲမှာငှက်လေးတစ်ကောင်ဒဏ်ရာရနေတာကိုမြင်ရတယ်။ကောင်လေးရဲ့ကျဉ်နာတနာတဲ့စိတ်ဟာငှက်လေးကိုဒီတိုင်းထားခဲ့ဖို့ခွင့်မပြုခဲ့ဘူး။ငှက်လေးတန်းရတတ်တာအောင်တောထဲကဆေးအရွက်လေးတွေနဲ့စီးနှောင်ပေးခဲ့တယ်။အချိန်ကလည်းသိမရတာဖြစ်လို့ကောင်လေးဟာဆက်ထွက်လာခဲ့တယ်။ဒီနေရာကိုအရောက်မှာတော့ရေစီးတန်လွန်းနဲ့ချောင်းတစ်ခုကိုတွေ့ရတယ်။ရေစီးတန်လွန်းလို့ချောင်းကိုဖြတ်ကိုစူးစမ်းကြတဲ့တတဝါလေးတွေရေစီးနဲ့မျောပါချကုန်တာကိုကောင်လေးမြင်ရတယ်။ဒီတစ်ခါမှလေတနာတက်ပြီးတပားသူကိုကူညီထက်တဲ့ကောင်လေးဟာမတိချင်းရောင်ဆောင်လို့မရခဲ့ဘူးတတဝါလေးတွေချောင်းကိုအစင်ပြေပြေကူနိုင်စေဖို့ကောင်လေးဟာတစ်ပင်ပင်စီတစ်ခုကိုတတားအဖြစ်လှုပ်ပေးခဲ့တယ်တတားလို့ရတာအချိန်တော်တော်ကြာသွားခဲ့လို့ကောင်လေးဟာအပြေးတစ်ပိုင်းနဲ့ခရီးဆက်ခဲ့တယ်ညင်ကနတ်တစ်ထက်နတ်လာပြီးတိုးထဲမှာအမဲရောင်အရိပ်တွေကိုတွေ့ရတယ်ကောင်လေးလည်းထိတ်လန့်တုန်လှုပ်သွားတယ်အမဲရောင်အရိပ်အငွေ့တွေကကောင်လေးအနားမှာပတ်လည်ဝိုင်းနေတယ်ကြောက်ရွံ့ပြီးရက်တက်နေရင်ဘယ်ကူမှခရီးရောက်မှာမဟုတ်ဘူးကြောက်နေပေမဲ့ရှေ့ဆက်ရှောက်လန်းနိုင်မှာသာခရီးရောက်မှာလို့ကောင်လေးကတွေးလိုက်တယ်ကောင်လေးရဲ့ရဲရင်တဲ့စိတ်တကြောင်ကောင်လေးကိုကနေအလင်းတချို့ထွက်ပေါ်လာတယ်ဒီတတိအလင်းကိုမြင်တော့အမဲရောင်အရိပ်တွေဟာရှေ့ကိုဆက်တိုးမလာကြတော့ဘူးကောင်လေးလည်းဒီနေရာကနေအမြန်ဆုံးပြေးထွက်တယ်။ကိုကြီးစီကိုရောက်ဖို့အတွက်ကောင်လေးဟာတောင်ပေါ်ကိုစူးစမ်းပန်းစားတက်ရတယ်။ကောင်လေးတောင်ပေါ်တက်နေတော့မှပဲနေရောင်ချီကထွက်ပေါ်စားပြုတ်နေပြီ။ကောင်လေးလည်းကူးတဲ့ကိုပြေးဝင်လာခဲ့တယ်။မော်ပန်းနေပေမဲ့နေမထွက်ခင်အတက်ထက်မီးလျံကိုထွန်းညှိရမယ်။နေကထွက်လာခဲ့ပြီ။ကောင်လေးရဲ့အချိန်တွေဟာလမ်းခရီးမှာကူညီကယ်ဆယ်ခဲ့တဲ့လောက်ရက်တွေကဖဲ့ယူသွားခဲ့တယ်။အချိန်ကမလောက်ခဲ့ဘူး။သူအတက်တက်မီးလျံကိုထွန်းညှိနိုင်ခဲ့ပြီမဲ့နေထင်လာခဲ့ပြီးကောင်လေးလည်းမော်ဟိုက်တိတ်ဆိတ်စွာတစ်ပင်ကြီးစီပြန်လာခဲ့တယ်။လမ်းမှာသူကဲတင်ခဲ့တဲ့ငှက်လေးကသူ့ကိုစောင့်ကြိုနေတယ်။သူလည်းအားအင်ဖြော့တော်စွာပြုံးပြပြီးတစ်ပင်ကြီးစီရှောင်လန်းလာခဲ့တယ်။အပင်ကြီးစီပြန်ရောက်တော့ငါနောက်ထပ်နှစ်ပေါင်း900ထပ်ဆောင်ရတော့မယ်။ကဲနောက်တစ်ခါသူတစ်ပါးကိုကူညီလို့နှစ်ပေါင်း900ထပ်ဆောင်ရတယ်ဆိုထပ်ဆောင်အောင်ပါမယ်ကွာ။ဒီလိုကောင်လေးကတွေးပြီးကြည်လင်းစွာပြုံးလိုက်တယ်။မကြပါဘူးအသီးဝင့်ကြီးလေးကသူ့ကိုလာနှုတ်ဆက်တယ်ငါအသီးဘွားကိုပြန်ရောက်တော့မှာလားကောင်လေးကဒီလိုမေးလိုက်တယ်အသီးဝင့်ကြီးလေးကမင်းအသီးဘွားကိုပြန်မရောက်ပါဘူးမင်းရဲ့ကူညီတတ်တဲ့စိတ်ထားနဲ့တနာကျင်တတ်တဲ့စိတ်ရဲရင်တဲ့စိတ်တွေဟာလူသားတွေမှာရှိရမယ့်အရာပဲဒီလိုစိတ်ထားတွေရှိရဲ့မင်းဟာလူဖြစ်ဖို့ထိုက်တန်ပါတယ်အသီးဝင့်ကြီးလေးရဲ့စကားအဆုံးမှာကောင်လေးလည်းပျော်ရွှင်သွားတယ်ငါတကယ်လူဖြစ်ခွင့်ရပြီလားအသီးဝင့်ကြီးလေးကပြုံး၍ခေါင်းကိုညစ်ပြီး
ပျောက်ကွယ်သွားတယ်ဒီလိုနဲ့ကောင်လေးကလူသားအဖြစ်ကိုရရှိသွားတာမော်လူရဲလိုဖြစ်လာရင်တနာကျင်တာတက်ရမယ်တပားသူကိုကူညီတက်ရမယ်အခက်ခဲနဲ့ကြုံလာရင်ရဲရင်ရမယ်ဒီလိုစိတ်ထားမျိုးတွေရှိမှလူပြီးတတ်တဲ့လူသားစစ်စစ်ဖြစ်မှာပါ